မင်းမှာကပ်ပေးလွန်ကဘာနဲ့ငကိုကဘာကြားလွတ်လွတ်လပ်လပ်ကူးပြောင်းနိုင်တဲ့ကုန်းစုံဆိုင်တစ်ဆိုင်ရှိတယ်။ရေတွက်လို့မရတဲ့ဖုတ်ကောင်တွေကမင်းကိုတဆက်စီစုပ်ပြဲပစ်လိုက်မယ်လို့မင်းထင်ခဲ့ပေမဲ့ဆိုင်မှာမမျှော်လင့်ပဲအကျွေးမဲ့ကာကွယ်ရေးစနစ်ရှိနေခဲ့တယ်။ဒါနဲ့ပဲမင်းကတန်မိုးနဲ့ခောက်ဆွဲချောက်တွေရေတန့်ဘူးတွေနဲ့ဝက်ပေါင်ချောက်ဝက်ဥချောင်းတွေကိုဈေးကြီးကြီးနဲ့စတင်ရောင်းချခဲ့တယ်။အနေအများလာတဲ့ကပ်ပေးလွန်ဝက်စလန်မှာမင်းကိုပိုင်စီးပွားရေးအင်ပါယာတစ်ခုတိစောက်တော့မှာပေါ့။အခုချိန်မှာတော့မင်းဟာပူကျစ်နေတဲ့ဖုန်းကိုကင်ထားရင်းမင်းကြီးစားကအေးဆက်ဆက်နဲ့ပြောတာကိုနားထောင်နေရတယ်။လမ်းခွဲကြဆိုတဲ့ဘွဲရပြီးကလေးက3နှစ်ရှိပြီဖြစ်ပေမဲ့မင်းမှာစူးစောင်းငွေတပြားမှမရှိသေးဘူး။မင်းရဲ့စင်ရဲမှုကိုမင်းကြီးစားကတီးမခံနိုင်တော့ပဲတထေးသားဝမ်ဟောက်စီရွှေ့သွားခဲ့ပြီးဖုံးချသွားပြီးတဲ့နောက်မင်းဟာခုံတန်းပေါ်ထိုင်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေမိတယ်။လွန်ခဲ့တဲ့နှစ်တွေကမိဘတွေစိတ်ကူးဖို့အတွက်ရွမ်3သိန်းခွဲချေးခဲ့ရတာလေ။နောက်ဆုံးတော့မိဘတွေလည်းကွယ်လွန်သွားခဲ့ပြီးမင်းလည်းအဲ့ဒီပတ်စံတွေကိုပြန်မဆက်နိုင်ခဲ့ဘူး။မင်းမှာကြံခဲ့တာဆိုလို့မနေ့လည်းပတ်နေရတဲ့ကုံစုံဆိုင်လေးတစ်ဆိုင်ပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲအရာအားလုံးရုတ်တရက်ခြားခြားလဲစတင်လဲပတ်လာခဲ့တယ်။ဘေးပတ်လဲကိုကြည့်လိုက်တော့မင်းဟာကပ်ပေးလွန်ကဘာကိုရောက်သွားတာကိုသတိပြုမိလိုက်တဲ့တရင်ပေါက်ကနေတဆင့်ဖုတ်ကောင်အုပ်ကြီးကိုမင်းမြင်လိုက်ရတဲ့ဖုတ်ကောင်တွေကလည်းရုတ်တရက်ပေါ်လာတဲ့ကုံစုံဆိုင်စီကိုဆွဲဆောင်ခံလိုက်ရပြီ။နောက်တစ်စက္ကန့်မှာတော့သူတို့အားလုံးယူသွတ်တယ်လို့မင်းစီကိုပြေးဝင်လာကြတယ်သွားပြီးလို့မင်းထင်လိုက်ပေမဲ့မင်းမျော်လင့်ထားတဲ့ဖန်ကွဲတန်တွေထွက်မလာခဲ့ဘူးထိလိုက်ယုံနဲ့ပျက်စီးလွယ်တဲ့တကားကအခုတော့လုံးဝမလုံးမရှက်တိရှိနေတယ်။အဲ့ဒီအချိန်မှာပဲမင်းမျက်လုံးရှိမှအလင်းမျက်နှာပြင်တစ်ခုပေါ်လာခဲ့တဲ့လက်ရှိကဘာကပ်ပေးလုံခေဆိုင်ချီနေလုံးဝဘေးကင်းသည်နေပဲဖြတ်တန်းခြင်းကိုနောက်ထပ်10နှစ်နာရီကြာမှပြန်သုံးနိုင်မည်တနည်းအားဖြင့်ပြောရရင်မင်းဒီမှာ10နှစ်နာရီကြာအောင်နေနိုင်တဲ့၍ငကိုကဘာကိုပြန်သွားနိုင်မှာပဲဖြစ်တယ်။အပြင်ကဘီလူးတွေကိုမင်းတစ်ချက်ကြည့်လိုက်ပြီးစိတ်ပြက်လက်ပြက်နဲ့သပင်တွေကိုဖော်ပစ်လိုက်မိတယ်။ဆိုင်ကစတုရမ်းမီတာ20တောင်မပြည့်ပဲကုန်ပစ္စည်းမျိုးစုံနဲ့ပြည့်နှက်နေတာ။အမဲသားချက်ခောက်ဆွဲချောက်ရေတန့်ဘူးဝက်ပေါင်ချောက်ဝက်ဥချောင်းပေါင်မုတ်ပြီးစကစ်ငကိုကဘာမှာဆိုရင်ဒါတွေအားလုံးစုစုပေါင်းတန်ဖိုးကတန်ဖိုးမရှိတလောက်ပါပဲ။ဒါပေမဲ့ဒီမှာကောဘလို့လဲမင်းရဲ့စိတ်ထဲကနေအတွေးတစ်ခုဖြက်ခနဲပေါ်လာခဲ့တယ်။ကပ်ပေးလွန်ကဘာမှာအဖိုးတန်ဆုံးအရာကရွှေသူမဟုတ်စိန်မဟုတ်ဘူး။တန်ရှင်းတဲ့အစားအစာနဲ့ရေပဲမင်းစင်စီကိုခြေလန်းနှဲငယ်နဲ့အပြေးသွားပြီးတာမန်ရေတန့်ဘူးတစ်ဘူးကိုကောက်ယူလိုက်တယ်။ငကိုကဘာမှာဆိုရင်ဒီရေတန့်ဘူးကနှစ်ရွယ်မဲဈေးရှိတာ။ဖုတ်ကောင်တွေကြီးစိုးနေတဲ့ဒီကဘာမှာတော့ဒါကဘလောက်အထိတန်ဖိုးရှိမလဲ။ရွမ်3သိန်းခွဲအကျွေးတင်နေတာကိုမင်းစဉ်းစားမိပြီးကျန်းချမ်းဖုန်းထဲမှာပြောသွားတဲ့လမ်းခွဲကြစုဆိုတဲ့စကားကိုတတိယသွားတယ်။မင်းအဲ့ဒီရေတန့်ဘူးကိုလှည့်ဖွင့်လိုက်ပြီးတငုံချင်းအားရပါရတောက်လိုက်တယ်အခုမင်းလုပ်ဖို့လိုအပ်တာကတော့ဒီ7နှစ်နာရီကိုသုံးပြီးမင်းရဲ့ပထမဆုံးရွှေအိုးကိုရှာဖွေဖို့ပဲရေတန့်တပူးကိုရွှေတဂရန်နဲ့လဲတာကနဲလုံးတလားလို့တောင်မင်းစဉ်းစားနေမိတယ်ရေတန့်တပူးကိုရွှေတစ်ဆက်ဂရန်ခောက်ဆွဲ6တထုပ်ကိုရွှေ100ဂရန်မင်းကိုမင်းစိတ်အေးအေးထားဖို့တွန်းအားပေးလိုက်တယ်အခုမင်းအတွက်ပထမဆုံးလိုအပ်တာကဝယ်သူပဲတကားဝမှာဖုတ်ကောင်တဒါစင်ကျော်ပိတ်ဆို့နေတာဆိုတော့ဘလို့မြောက်သူကများနာကိုလာဝတ်မှလဲဒါပေမဲ့ဒီအတိုင်း7နှစ်နာရီကြာအောင်ထိုင်နေဖို့ဆိုတာမင်းလုံးဝလက်မခံနိုင်တဲ့အရာပဲမင်းရဲ့မျက်လုံးကအမဲသားချက်ခောက်ဆွဲ6တွေစီကြားရောက်သွားပြီအဲ့ဒီလိုနဲ့မင်းစိတ်ထဲမှာအစီအစဉ်တစ်ခုပေါ်ပေါက်လာခဲ့တဲ့တန်ချီတက်တန်တွေနဲ့ပုတ်စော်နေနေတဲ့ဒီကဘာမှာမွေးပြန့်လာတဲ့ခောက်ဆွဲ6တပကံထက်ဘယ်အရာကပိုဆွဲဆောင်နိုင်အောင်မလဲမင်းပလက်ထိုးပြီးခလုတ်ကိုနှိပ်လိုက်တဲ့ရေနွေးဦးကတပုတ်ပွက်နဲ့စူပွက်လာခဲ့တဲ့ကုံစုံဆိုင်ထဲမှာတကယ်ပဲလျှက်စစ်မီရှိနေသေးတယ်ဒီစနစ်နဲ့ချိတ်ဆက်ထားတဲ့နေရာဟာအပြင်ကဘာနဲ့လုံးဝတီးခြားကွဲပြားနေတဲ့သူ့ကိုယ်ပိုင်ကဘာတစ်ခုဖြစ်ပုံရတယ်ရေကမြ мян ဆူလာပြီးမွေးကြိုင်လာတဲ့အနံ့ကဆိုင်ထဲမှာရုတ်တရက်ပြင်းနဲ့သွားပြီးမင်းတောင်တရွေးမမျိုးပဲမနေနိုင်တော့ဘူးဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုပေါ်လာပြန်တယ်အဲ့ဒီတရွေးယိုချင်းစရာအနံ့ကိုအပြင်ကိုအရောက်ဘလို့လွှင့်ထုတ်မလဲမင်းတကားကိုတော့အသေးချာဖွင့်လို့မရဘူးလေဆိုင်တဲကိုလှည့်ပတ်ကြည့်ပြီးနောက်ဆုံးတော့မင်းမျက်လုံးကမိဖို့ကြောင့်လေးစုပ်ခေါင်းတိုင်ပေါ်ကြားရောက်သွားတယ်မွေးပြက်တဲ့အနံ့ကအဲ့ဒီလမ်းကြောင်းကျင်းလေးကနေတဆင့်အပြင်ကတေမင်းတမြတိတ်ဆိတ်နေတဲ့ကဘာစီပြက်လွင်သွားခဲ့တဲ့အချိန်တွေကတရွေ့ရွေ့ကုံဆုံးသွားတယ်အပြင်ဘက်ကတော့ဂျာအေးစတူကန်လိုတိတ်ဆိတ်နေသေးပဲမင်းရဲ့တီးခံနိုင်စွမ်းကုံဆုံးခါနီးအချိန်မှာပဲရုတ်တရက်မီးတောက်တစ်ခုကအဲ့ဒီဖုတ်ကောင်တဒါစင်ကြော်ပေါ်ကိုဖြတ်တန်းလောင်ကျွမ်းသွားခဲ့တယ်မင်းပြတင်းပေါက်ကနေပင်ပန်းတကြီးကြည့်လိုက်တော့အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတွေကြားမှာဒီလိုဆိုင်မျိုးရှိနေတာကတမျိုးပဲစိတ်ဝင်စားစရာပဲဒီလိုငရဲခန်းထဲမှာဘသူကများဆိုင်ဖွင့်ဝင်လာလဲသူတက်တက်လျှောက်လာခဲ့တယ်တကားဝစီပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူဟာမမြင်ရတဲ့ဖန်သားနိုင်ရန်တစ်ခုနဲ့တိုက်မိသွားတယ်မင်းကအစွမ်းလို့ထားသူအစ်စ်နှစ်လားဒါကမင်းရဲ့စွမ်းရည်လားခဏလားတိတ်ဆိတ်သွားပြီးနောက်ငါကနိုင်တင်ကေးပါရှောက်ကောအဲ့ဒါဘလောက်လဲရွှေနဲ့ပေးရမယ်ဒါကဘယ်ခစ်ကြီးလို့ထင်နေတာလဲဘသူကအဲ့ဒီလိုအသုံးမဝင်တဲ့အရာကိုသုံးနေသေးလို့လဲငါကရွှေပဲယူတယ်သူမရဲ့အတင်းကျပ်နိုင်တဲ့အမှုအရာကိုကြည့်ပြီးနိုင်တင်ကေးကလက်ကိုမြောက်ပြီးပြစ်ခတ်လိုက်တယ်မိတောက်တစ်ခုကမင်းမျက်နှာတက်တက်စီဥတီလာခဲ့ပေမဲ့
ကာကွယ်ရေးအတားအဆီးနဲ့ထိလိုက်တဲ့ခဏမှာပဲကွဲပြောက်သွားခဲ့တယ်အခုစီးပွားရေးအကြောင်းပြောလို့ရပြီလားကောင်းပြီဒီခောက်ဆွဲ6တပူကိုဘယ်လောက်လဲမများပါဘူးရွှေ100 gram ပဲဓာပြပဲတိုက်ပါတော့လားအခုချိန်မှာရွှေကတန်လိုတန်ဆက်လောက်တောင်အဖိုးမတန်တော့ဘူးဆိုပေမဲ့အဲ့ဒါကနေရာတိုင်းမှာလွယ်လွယ်နဲ့ရနိုင်တယ်လို့မဆိုလိုဘူးလေမဝယ်ခြင်းလဲရပါတယ်အဲ့ဒီလိုပြောပြီးမင်းသူကိုလစ်လျူရှုထားလိုက်တယ်အဲ့ဒီအစာမင်းခုနကလှုပ်ထားတဲ့ခောက်ဆွဲတွေကိုစားပြနေလိုက်တယ်မင်းရဲ့ခောက်ဆွဲစုပ်တန်ကပို့ပြီးတော့တောင်စာလောင်မှုကိုနှိုးဆွနေတယ်လို့ပဲနိုင်တင်ကေးကမတိမတာတရွေးမျိုးချလိုက်မိတယ်ပူပူနွေးနွေးအစားအစာတစ်ခုမစားရတာဘလောက်တောင်ကြာသွားပြီလဲဆိုတာသူတောင်မမှတ်မိတော့ဘူးပုံမှန်အားဖြင့်တော့သူမဟာလိုက်လံရှာဖွေထားတဲ့စီတူဘူးတွေနဲ့အားဖြည့်ပါ energy bars တွေနဲ့တာရှင်တန်ခဲ့ရတာဒါပေမဲ့ဒါတွေကအသက်ရှင်ရုံပဲရှိစေပြီးစားရတဲ့အရာတာကိုမပေးနိုင်ဘူးလေအဲ့ဒီအချိန်မှာပဲသူမရဲ့ဘိုက်ကတချုံချုံနဲ့မြည်လာခဲ့တဲ့အတန်ကတိုးတိုးလေးဆိုပေမဲ့ဒီလိုတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာတော့မိုးချင်းတန်လိုကျဲလောင်နေတော့တယ်နိုင်တင်ကေးရဲ့ပါးပြင်တွေရုတ်တရက်နီးရဲသွားခဲ့တယ်မင်းကတော့မကြားချင်အောင်ဆောင်ပြီးမင်းရဲ့ခောက်ဆွဲ6ကိုဆက်ပြီးအရသာရှိရှိစားနေလိုက်တယ်ငါစီမှာအခုလောလောဆယ်ရွှေအများကြီးမရှိဘူးနောက်မှပေးလို့မရဘူးလားအကျွေးမရပါဘူးမင်းကပရာဟိတလုပ်ဖို့ဒီရောက်နေတာမဟုတ်ဘူးဒါအပြင်မင်းက12နာရီမပြည့်ခင်ပြန်တော့မှလေနိုင်တင်ကေးကရွှေကိုအချိန်မီယူလာနိုင်မလားဆိုတာဘယ်သူသိမှလဲနောက်ဆုံးတော့မင်းခောက်ဆွဲနောက်ဆုံးတစ်လုပ်ကိုစားပြီးအားရပါရလေ့ကျင့်တက်လိုက်တယ်မင်းစင်ဘော်ကဝက်ဦးချောင်းတစ်ချောင်းကိုပေါ့ပေါ့ပပယူလိုက်ပြီးလက်ချောင်းလေးတွေနဲ့မြောက်တင်ကလေထဲမှာမြင်းကွေးပုံစံနဲ့ဝဲဝဲပစ်ပေးလိုက်တယ်လမ်းဘေးကလေလွင့်ကြောင်တစ်ကောင်ကိုအစာကျွေးတယ်လို့မျိုးပေါ့ပေါ့ပပလုပ်ရကြောင်းနိုင်တင်ကေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့တယ်ဒါကလုံးဝအထင်သေးတာပဲဒါပေမဲ့စဉ်းစားဆင်ခြင်ဉာဏ်ကတော့ဝက်ဦးချောင်းကိုချက်ချင်းကောက်ယူပြီးစားပစ်ဖို့သူမကိုပြောနေတယ်အချိန်တွေရက်တန့်သွားပုံရတယ်နောက်ဆုံးတော့2.5 စက္ကန့်ကြာမှစာလောင်မှုကတိတ်ခါကိုအနိုင်ယူသွားခဲ့တဲ့သုံးကြိုက်တဲ့နဲ့ဝက်ဦးချောင်းကလုံးဝကုန်သွားတော့တယ်ဒါငါရဲ့ရိုးသားမှုပဲခောက်ဆွဲတပံကန်ကိုရွှေတရ grand တင်းနဲ့စီပဲမလဲစားဘူးစောင့်နေပါသူမကအဲ့ဒီစကားတွေကိုထားခဲ့ပြီးလှည့်ထွက်သွားခဲ့တယ်သူမရဲ့အစွမ်းနဲ့ဆိုရင်လွတ်မြောက်သူစခန်းသို့မဟုတ်ကပ်ပေးမတိုင်မီကဗန်တိုက်တစ်ခုခုကိုရှာတွေ့တဲ့၍ရွှေတရ grand ရဖို့ကမခက်ခဲပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာမင်းသူမကိုထပ်ပြီးလှမ်းခေါ်လိုက်တယ်နေဦးမင်းကိုလာဘူးတပူကိုအေးအေးဆေးဆေးထုတ်ပြလိုက်တယ်ဒန္တာကြီးလာကိုလာကပ်ပေးမတိုင်ခင်ကနေရာတိုင်းမှာရှိခဲ့တဲ့တောက်စရာပေါ့ဒါပေမဲ့အခုတော့ဒါကဘလို့အရက်ကောင်းတွေထပ်မဆိုပိုပြီးစိန်ကြတဲ့အရာဖြစ်နေပြီဒါကတပူကိုရွှေ90 grand nightingale ပြန်ပြောတာကိုမဆောင်ပဲမင်းအဆက်ချောင်းနောက်တစ်ထုပ်ကိုထပ်ဖောက်လိုက်တယ်ဒါကပိုတက်တာတဲ့ရွှေ30 grand အေးခဲနေတဲ့ကိုလာတပူအဆက်ချောင်းနဲ့ပူပူနွေးနွေးခောက်ဆွဲချောင်းကပ်ပေးမတိုင်ခင်ကတော့ဒါတွေကအပေါ်ဆုံးအတွဲဆက်ဖြစ်ခဲ့ပေမဲ့အခုတော့သူတို့ကမယုံနိုင်စရာကောင်းတော့အောင်ဆွဲဆောင်မှုရှိနေတဲ့နိုင်တင်ကေးရဲ့လက်သီးတွေကဘေးမှာတင်းတင်းဆုပ်ထားလို့တကျွတ်ကျွတ်မြည်နေတော့တယ်ပစ္စည်းတွေအလုံးအလောက်အစင်တစ်ပြင်ထားလိုက်တော့ပြီးတာနဲ့သူမပြောက်ကွယ်သွားခဲ့တယ်ရွှေသွားယူတာပေါ့အခုချိန်မှာဒီခဏမှာပဲနေပဖြတ်တန်းဖို့ကိုတောင်းခိုးတောင်းက10နာရီခွဲကြံသေးတယ်မင်းကုန်ပစ္စည်းတွေကိုစစ်ဆေးဖို့စတင်လိုက်တယ်ကန်းရှိဘူးခောက်ဆွဲ6နောင်ဘူးစပရင်ရေတန့်10တစ်တာအဆက်ချောင်း15ထုံနဲ့ဝက်ဦးချောင်းအများပြားထောင်းတနေရာမှာဦး9လုံးတောင်မင်းတွေးလိုက်သေးတယ်အတွေးတစ်ခုကစိတ်ထဲပေါ်လာခဲ့တယ်တနာရီကျော်လောက်ကြာတဲ့အခါမှာတော့တကားအပြင်ဘက်ကနေကျဲလောင်တဲ့အတန်ကြီးထွက်ပေါ်လာခဲ့တယ်နိုင်တင်ကေးပြန်ရောက်လာပြီသူမကပင်ပန်းနှွမ်းနေပုံပေါ်ပြီးလက်ထဲမှာအိတ်အမဲတစ်လုံးကင်ထားတဲ့ရွှေနှစ်ရခရမ်းထက်မနှဲဘူးပိုတောင်ပိုနိုင်သေးတယ်ဒီပစ္စည်းကိုဘေးကင်းစုံနဲ့ဝင်ခွင့်ပြုသည်ဟုစိတ်ထဲကခွင့်ပြုလိုက်ပြီးနောက်စိတ်ထဲကနေခွင့်ပြုချက်ပေးလိုက်ပြီးတဲ့နောက်အိတ်အမဲကိုမမြင်ရတဲ့လက်ကမလိုက်ပြီးမင်းရဲ့ခြေရင်းသားကိုညင်သားစွာချပေးလိုက်တယ်နိုင်တင်ကေးရဲ့မျက်တငယ်အိမ်တွေထက်မှန်ကျုံသွားပြန်တယ်ဒီလူကသူမထင်ထားတာထက်ပိုပြီးနည်းနည်းလွန်းလာတယ်ပစ္စည်းတွေကိုစစ်ဆေးပြီးနောက်မင်းအမဲသားချက်ခောက်ဆွဲ6အေးစိမ့်နေတဲ့ကိုလာနဲ့အဆက်ချောင်းတွေကိုထုတ်ပေးလိုက်တယ်ပြီးတော့နိုင်တင်ကေးရဲ့မျက်စိရှိတင်မဲ့နောက်ထပ်ရေနွေးဦးတစ်လုံးကိုတီးလိုက်တယ်နောက်ဆုံးတော့ရေနွေးငွေတွေထွက်နေတဲ့ခောက်ဆွဲ6ဖူးကိုကင်ပြီးတကားစီလျှောက်သွားလိုက်တယ်နိုင်တင်ကေးကမင်းစားစာတွေကမ်းပေးတော့မယ်လို့ထင်လိုက်တဲ့ခဏမှာပဲမင်းရုပ်တရက်ရက်လိုက်တယ်မင်းအိတ်ကက်ထဲကဦးတစ်လုံးကိုထုတ်ပြီးနိုင်တင်ကေးကိုကြည့်လိုက်တယ်ညီမလေးဦးတစ်လုံးထက်ထက်မလားဘယ်လောက်လဲရွှေ90 gramဦးတစ်လုံးလေးကိုလားရွှေ90 gram ပဲဓာပြပဲတိုက်ပါတော့လားမဝယ်ခြင်းလဲရပါတယ်ဒီဆိုင်ကဥတွေကကံပါတဲ့သူတွေကိုပဲရောင်းတာပြောပြီးတာနဲ့မင်းဦးကိုအိတ်ထဲပြန်ထည့်ဖို့ပြင်လိုက်တယ်နေဦးမိတော့ဆွဲရင်နိုးထလာတဲ့သူဖြစ်တဲ့အတွက်နိုင်တင်ကေးကအမြဲတမ်းအခြားသူတွေဥညွတ်ရတဲ့သူဖြစ်ခဲ့တာဒါပေမဲ့ဒီနေ့တော့သူမဟာတစ်ဖက်သက်အတားဆီးတွေနဲ့သာတိုးနေခဲ့ရတယ်မလို့ချင်တော့ဘူးဆိုတဲ့စကားလုံးတွေကလဲချောင်းထဲမှာတင်တဆုပ်ပြီးထွက်မလာခဲ့ဘူးသူမကခါးမှာချိတ်ထားတဲ့တာရီအိတ်လေးနဲ့နှိုက်ပြီးတစ်ခုခုကိုစမ်းရှာလိုက်တယ်ချိုးဦးအရွယ်စားရှိတဲ့စွမ်းရင်တလင်းကြောက်တစ်ခုကသူမရဲ့လက်ဖွားပေါ်မှာငြိမ်သက်စွာရှိနေတယ်
ငါစီမှာအခုလောလောဆယ်ရွှေထက်မရှိတော့ဘူးဒါနဲ့ပဲဥကိုလဲမယ်မင်းမျက်ခုံးတစ်ချက်ပင့်လိုက်မိတယ်စိတ်ထဲကနေလဲဒါကဘာကြိုးတုံးကြီးလဲလို့တွေးနေမိတယ်မင်းညင်းပယ်ဖို့ပြင်လိုက်တဲ့ခဏမှာပဲအလင်းမျက်နှာပြင်တစ်ခုထွက်ပေါ်လာခဲ့တယ်စွမ်းအင်မြင့်ပစ္စည်းအားရှာဖွေတွေ့ရှိသည်အစင်းနှိမ်ဖုတ်ကောင်စွမ်းအင်တလင်းကြောင့်ဤအယောင်းဝယ်ကိုပြီးမြောက်အောင်လှုပ်ဆောင်ရန်ပြင်းထန်စွာအကြံပြုအပ်သည်ငါအကုန်လုံးမှားသွားတာပဲအကုန်လွဲနေတာမင်းကုံစုံဆိုင်ရဲ့အလုပ်လုပ်ပုံကိုနားလည်မှုလွဲနေခဲ့တာမင်းက UN 3သိန်းခွဲအကျွေးကိုဘယ်လိုဆက်ရမလဲဆိုတာပဲစဉ်းစားနေခဲ့တာတကယ်တော့ကုံစုံဆိုင်ကဒီစွမ်းအင်တလင်းကြောက်တွေကိုလိုချင်နေခဲ့တာပဲတခဏချင်းမှာပဲအရာအလုံးကိုမင်းသဘောပေါက်သွားခဲ့တယ်ဒါပေမဲ့မင်းရဲ့မျက်နှာမှာတော့ရွှေရှာမလို့အမူအရာကိုပြသထားဆဲပဲဒါကဘလို့ကြောက်ခဲအညံ့စားကြီးလဲကြည့်ရတာတော်တော်ယွန်စရာကောင်းတယ်ဒါကဖုတ်ကောင်ရဲ့အုံနောက်ထဲကစွမ်းအင်တလင်းကြောက်ပဲဒါကအစွမ်းနိုးထားသူတွေကြင်ကြံဖို့မရှိမဖြစ်လိုအပ်တဲ့အရာရွှေတောင်ဒီအရာနဲ့ရှင်လို့မရဘူးဒါဆိုတလင်းကြောက်တွေကဒီကဘာရဲ့ကြင်ကြံခြင်းအရင်မြစ်ပေါ့ငါကကုံစုံဆိုင်ဖွင့်ထားတာလေဒီလိုအရာမျိုးကိုဘာအတွက်လိုချင်ရမှာလဲနိုင်တင်ဂေးဒေါသထွက်လွန်းလို့တုန်လှုပ်သွားခဲ့တယ်ဒီလူကကြိုးကြောင်ပြလို့မရယုံတင်မကဘူးတန်မိုးကိုလည်းနားမလဲတဲ့လူကံပဲသူမအချိန်မရွေးပောက်ကွဲတော့မဲ့အနေထားကိုကြည့်ပြီးမင်းသက်ပြင်းတစ်ချက်ချလိုက်တယ်ကဲထားပါတော့